ကျွန်တော် YouTube channel ကိုအားပေးနေတဲ့ပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာဒီ12ကြိမ်မှာအပူခွားမဟုတ်ရင်ဒီထဲထွက်ဖို့များပါတယ်ဆိုတဲ့ကဏ္ဍဆိုင်တွေကိုကျွန်တော်ပြတာပါအရင်ဘက်ကတော့ဒီနီးစနစ်ကမှန်တာပဲအားကြောင့်ကျွန်တော်ဒီနီးစနစ်ကိုချပြတာပါဒီနီးစနစ်နဲ့ချပြလို့ရတဲ့ကဏ္ဍတွေကိုကျွန်တော်ချပြတာပါမိမိကြိုက်တာပါရင်တော့ဒီထဲကနေပဲကဏ္ဍလေးရွေးထုတ်ကြပါဗျာအာထိုးတာအကောင်းဆုံးဘယ်သူမှဆိုအာထိုးကြပေါ့အကုန်လုံးထိုးနိုင်လဲထိုးဖို့ရမထိုးနိုင်လဲကိုပရိတ်ကိုကီးနဲ့ရွေးပြီးထိုးကြပေါ့ဒါဒီ12ကြိမ်မှာဒါအာအကောင်းဆုံးကဏ္ဍပေါ့ကျွန်တော်ကိုလင်းမှာ Facebook ကောက်ကတော့ကျွန်တော်38ခွန်လောကလေးကအကောက်ကပိတ်သွားတာပေါ့အားကြောင့်ပေါ့နောက်တဲ့အသစ်တစ်ခုတော့ဖောက်ထားပါတယ်အရင်ကအားပေးတဲ့ပရိသတ်တွေလည်းအဲ့ဒီ Facebook ကိုလည်းသွားပြီးတော့ join ပေးကြပေါ့ဒီ YouTube မှာကျွန်တော် link ချပေးထားပါတယ်အဲ့ဒီ link ထဲမှာသွားပြီးတော့Facebook ကိုသွားပြီး join ပေးလို့လည်းရပါတယ်ခင်ဗျဗီဒီယိုကြည့်ပြီးတော့လည်းကြည့်ပြီးုံနဲ့လည်းဖတ်မသွားကြပါနဲ့လို့ subscribe လေးလည်းလုပ်ပေးထားခဲ့ကြပါလို့ဒါမှကျွန်တော်တင်တိုင်းကတ်တွေကျွန်တော်တင်တဲ့ကျွန်တော်နီးစနစ်တွေကိုလည်းအားလုံးမြင်ကြတွေ့ကြမှာဖြစ်ပါတယ်ဒီကဏ္ဍနဲ့မှာရွေးထိုးခြင်းနဲ့ကျွန်တော် VIP ကတ်ထုတ်ထားတာရှိပါတယ် VIP ကတ်ကိုလိုချင်တယ်ဆိုရင်တော့ဒီ12ကြိမ်မှာကျွန်တော်YouTube ကောက်ကို join ထားကြောင်း screenshot လေးနဲ့အဲ့ဟာတွေကိုပြပြီးတော့လာပြီးတော့ Facebook ရယ် YouTube မှာလည်းလာ download တော့အဆင်မပြေဘူးပေါ့ဒါပေမဲ့ Facebook ရဲ့ Messenger ရယ် Viber ရယ် Telegram ရယ်ဒါတောင်းမှာကျွန်တော်ဒီတစ်ပတ်လည်း free ချပေးမှာမ VIP ကတ်ပေါ့ဒါပေမဲ့ဒီတစ်ပတ်ကတော့ VIP ကတ်ကဏ္ဍတော့နည်းမှာပေါ့ခါတိုင်းဆိုတော့ပုံမှန်ဆိုတော့10ခွက်ဆိုကပြရတာဒီတစ်ပတ်တော့10ခွက်ထိမရှိပါဘူးခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ် subscribe လေးလုပ်ပြီးသွားဖို့လည်းမမေ့ကြပါနဲ့ခင်ဗျ